အားလုံးပဲမင်္ဂလာပါခင်ဗျာကိုရီးယားနိုင်ငံမှာ UNESCO ကအသိအမှတ်ပြုထားတဲ့ကမ္ဘာအမွေအနှစ်စာရင်းဝင်နေရစုစုပေါင်း16ခုရှိရဆိုတာသိပါလားတမိုင်းကြောင်းတွေရောတဘာဝအလှတရားတွေကပြည့်စုံနေတဲ့ဒီ16နေရာတွေကဘာတွေလဲ3 2 1ကြည့်လိုက်ကြပထမဆုံးအနေနဲ့ကိုရီးယားရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ဂျိုဆွန်ခေရဲ့အမွေနှစ်9ခုနဲ့စတင်လိုက်ကြရောပထမကတော့တဘာဝနဲ့အနည်းဆက်ဆုံးတည်ဆောက်ထားတဲ့ချမ်းတော်ဝန်ထမ်းတော်ဒုတိယကဘရင်တွေရဲ့ဝိညာဉ်တော်တွေကိုပူဇော်တဲ့ဂျုံမြို့နယ်ကုန်းတတိယကတော့ဂျိုဆွန်ဘရင်များရဲ့ဂူသင်းချိုင်းတွေပဲဖြစ်ပါတယ်ဒါအပြင်စီရေးပြည်သူကလက်ရတွေဖြစ်တဲ့ဝါဆောင်ခံတဲ့နာမည်ဆန်ဆောင်ခံတဲ့မျိုးရိုးတွေလည်းပါဝင်ပါတယ်ဒါတွေပြီးရင်တော့အခုတစ်ခါမှာနှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့တဲ့ရှေးအောင်နိုင်ငံတွေစီကိုအချိန်ကြီးတော့ကြရအောင်နိုင်ရမဲ့ပြတိုင်းလို့တင်စားကြတဲ့ကြောင်းစုသမိုင်းဝင်နေပြီနောက်ပြီးတော့ဘဲကျက်ကသမိုင်းဝင်နေရများမကြသေးခင်ကဆေးရုံဝင်ခဲ့တဲ့ဂါယာခေတ်ကဂူသင်းချိုင်းတွေနဲ့ကြောက်ခေတ်လူသားတွေရဲ့ဒေါ်မန်ကြောက်တန်ကြီးတွေကိုလည်းမမေ့သင့်ပါဘူး။နန်းတော်တွေပြီးရင်တော့ကိုရီးယားရဲ့ယဉ်ကျေးမှုကိုပုံဖော်ပေးခဲ့တဲ့ဗုဒ္ဓဘာသာနဲ့ပညာရေးဆိုင်ရာနေရာတွေကိုတွားကြည့်ကြရအောင်။ဒီအပိုင်းမှာတော့အရန်နာမည်ကြီးရဲ့ဆော့ကူရန်နဲ့လူကုစာကျောင်းတော်ဗီဒီကတ်တော်တွေတင်စီထားတဲ့ဟဲင်းစာဖုန်ကြီးကျောင်းနဲ့တောင်ပေါ်ဒေသကရှေးအောင်ဖုန်ကြီးကျောင်း9ကျောင်းကိုရီးယားရဲ့ကွန်ပျူတာပညာရေးကျောင်းတော်ဆောင်းကိုကူတို့ပါဝင်ပါတယ်ဒီနောက်ဆုံးပိုင်းမှာတော့တဘာဝအလှတရားတွေနဲ့ရှေးခေတ်ကိုရီးယားလူမျိုးတွေရဲ့လူနေမှုဘဝပုံစံကိုမြင်တွေ့ရမှာပါရိုးရာအိမ်လေးတွေနဲ့တည်ရှိနေစေဖြစ်တဲ့ဟာဝဲနဲ့ရန်လုံးရွာမီးတောင်ကျွန်းဂျဲကျူးရဲ့တဘာဝအလှတရားနဲ့ဇီဝမျိုးစုံတွေရှင်သန်နေထိုင်ရာကိုရီးယားရဲ့ဒီရောကဲဘောတွေပဲဖြစ်ပါတယ်ကဲကိုရီးယားရဲ့ UNESCO 16နေရာကိုအများဆုံးမိတ်ဆက်ပေးခဲ့တာပါဒီအထက်ကဘယ်နေရာကိုအရောက်ချင်ဆုံးလဲကွန်မန့်မှာရေးတော့ပေးခဲ့ကြပါဦးနောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက်လည်း follow လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့အောင် See you next video bye bye UNESCO ကအသိအမှတ်ပြုထားတဲ့ကမ္ဘာအမွေအနှစ်စာရင်းဝင်နေရစုစုပေါင်း16ခုရှိရဆိုတာသိပါလား